ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမိတ်ဆွေများကိုမြောက်ပေးခြင်းတဲ့ဓမ္မလက်ဆောင်ဓမ္မပုဒ်ကပါလဲဆိုလို့ရှိရင်ဦးဇင်းတို့တွေတောကဖြစ်စရာတွေနဲ့တွေ့ကြုံလာတဲ့အခါဝမ်းနည်းပူဆွေးမှုဖြစ်စရာတွေနဲ့တွေ့ကြုံလာတဲ့အခါခက်ခဲတွေအကျက်တဲတွေစေတုကဖြစ်စရာတွေနဲ့တွေ့ကြုံလာတဲ့အခါမှာဘုရားလောင်းသူတော်ကောင်းကြီးတွေကဘယ်လိုရှင်ဆိုင်ကြတယ်လဲဘယ်လိုရှင်ဆိုင်တယ်လဲဆိုတာတွေကိုဒီကနေ့ဓမ္မမိတ်ဆွေများကိုဓမ္မပုဒ်ဖြစ်မျှဝေပေးပါမယ်တောနာတမဇံမှာတောနာတမရဲ့မိဘနှစ်ပါးဖြစ်တဲ့ဒုက္ခလာနဲ့ပါရိကာတို့ဟာတောထဲမှာတည်တည်သွားရှာရင်ဒါမွေရဲ့အစိတ်မှုကြောင့်ပေါ့နော်မျက်စိကန်းသွားတဲ့အချိန်ခါမှာတောနာတမကသူ့မိဖေတွေနောက်ကျလို့ဆိုပြီးတော့တောထဲကိုသွားရှာရင်လည်းသူ့မိဖေတွေကိုတွေ့တယ်တွေ့တဲ့ခါမှာဒီမျက်စိကန်းကြောင့်ကိုသူ့မိဖေတွေကသူ့ကိုရှင်းပြတဲ့ခါမှာသူ့မိဖေတွေကိုကြည့်ပြီးတော့သူဒီပထမဆုံးငိုတယ်ငိုပြီးတော့ရည်တယ်ဒီလိုငိုတဲ့အတန်ရည်တဲ့အတန်ကိုကြားတဲ့အခါမှာသူ့မိဘနှစ်ပါးကချစ်သားဘာဖြစ်လို့ငိုတာလဲဘာဖြစ်လို့ရည်တာလဲလို့မေးတဲ့အခါမှာသူနာတာမကဖြေတယ်မေတို့ဖေတို့တဲ့ဒါငိုတယ်ဆိုတာကမေတို့ဖေတို့ငငယ်ရွယ်ရွယ်နဲ့မျက်စိကန်းသွားတဲ့အတွက်ဒါငိုခြင်းဖြစ်ပါတယ်ရည်တယ်ဆိုတာကတော့တဲ့ငါဟာအခုချိန်ခါမှာငါမိဘတွေကိုငါလှုပ်ကြွေးခွင့်ရပြီဆိုပြီးတော့အဲ့လိုတွေးမိတဲ့အတွက်ဟာရည်ချင်းဖြစ်ပါတယ်ဆိုပြီးတော့သူမိဘတွေကိုပြန်ပြီးတော့ဖြေပါတယ်ဦးရင်းပြောချင်တာကတော့အဲ့ဒီနေရာလေးပါပဲဒေါနာတာမသည်သူမိဘတွေမျက်စိကန်းချင်းဆိုတဲ့နော်ဒုက္ခဖြစ်เสียစိတ်ဓာတ်ကြเสียတကယ်ကိုဝမ်းနည်းပူဆွေးဒုက္ခဖြစ်เสียတွေနဲ့တွေးကြုံပေမဲ့လို့သူသည်ကိတ္တခဏတော့ငိုပါတယ်နောက်ဆုံးအဲ့ဒီအခက်ခဲကိုပဲသူ့ရဲ့အခွန်အရေးတစ်ခုအဖြစ်ပြောင်းလဲပြီးတော့တွေးပြီးတော့ရှိပါတယ်ဒါဦးစင်းအမြင်ကိုပြောပြတာပေါ့အဲကြောင့်ဘုရားလောင်းကြီးတွေကအဲ့လိုပါပဲဝမ်းနည်းစရာပူဆွေးစရာတွေနဲ့တွေးကြုံလာတဲ့အခါမှာအစိုးကြီးကိုပဲတွေးပြီးတော့စိတ်ပြက်လက်ပြက်ဖြစ်မနေပါဘူးအဲ့ဒီအစိုးတွေကနေပဲအကောင်းကိုရှာတွေးပြီးတော့အခွင့်အရေးတစ်ခုဖြစ်အသုံးချပြီးတော့ဘဝကိုရှင်ဆိုင်သွားတတ်ပါတယ်ဒါဦးစင်းအမြင်လေးကိုတင်ပြတာဓမ္မမိတ်ဆွေများလည်းအဲ့ဒီလိုပါပဲလောကမှာဦးဇင်းတို့တွေရောဓမ္မမိတ်ဆွေများအားလုံးကလောကပြည့်စရာတွေနဲ့ကြုံမယ်ဝမ်းနည်းစရာတွေနဲ့ကြုံမယ်စိတ်ဆင်းရဲစရာတွေနဲ့ကြုံမယ်အခက်အခဲတွေအကျက်အတဲတွေနဲ့ကြုံလိမ့်မယ်အဲ့ဒီလိုကြုံတဲ့အခါမှာပုထုဇဉ်ပြီးပြီးလောကဖြစ်လိမ့်မယ်ဝမ်းနည်းလိမ့်မယ်ငိုခြင်းလဲငိုမိလိမ့်မယ်ဒါပေမဲ့လို့ဦးဇင်းပြောချင်တာကတော့ငိုပြီးရင်ဘုရားလောင်းသွန်တာတာမလို့ပဲရည်နေအောင်ပြန်ပြီးတော့ကြိုးစားရမယ်လဲပြီးရင်ပြန်ထနိုင်အောင်ဦးဇင်းတို့ကြိုးစားရမယ်အဲ့ဒီဝမ်းနည်းစရာတွေအဲ့ဒီအခက်အခဲတွေအဲ့ဒီအကျက်တဲတွေကနေပဲအခွင့်အရေးတစ်ခုကိုဖြစ်နိုင်တယ်များရှာဖွေတွေးပြီးတော့ကိုယ့်ဘဝကိုပြန်လဲမတည်နိုင်ရမယ်ဘဝမှာတောကပြစ်စရာတွေကိုချစ်တဲ့သူတွေကကိုယ်ကိုခွဲခွာသွားလို့ဝမ်းနည်းစရာတွေစိတ်ပြက်စရာတွေအများကြီးကြုံတွေ့ကြဖို့မှာပါပဲကြုံတွေ့ကြရအောင်မှာပါအဲ့လိုကြုံတွေ့တဲ့အခါတိုင်းမှာဒီသွန်နာတမဆက်တော်တွေကဒီချိုလေးကိုဒါလေးကိုတတိယပြီးတော့ကိုကပြန်လဲနိုးထနိုင်အောင်ပြန်လဲပြီးတော့ကိုယ်စိတ်ကိုပြန်လဲပြီးတော့ပြုပြင်ပြောင်းလဲနိုင်အောင်ကြိုးစားတဲ့နယ်လို့ဦးဇင်းကတော့မြင်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေများဘလောက်ပဲအခက်ခဲတွေနဲ့ကြုံဘလောက်ပဲအကျက်တဲတွေနဲ့ကြုံဘလောက်ပဲတောကဖြစ်စရာတွေနဲ့ကြုံဝမ်းမနေနဲ့လို့တော့မပြောပါဘူးဝမ်းနေပါတောကဖြစ်ပါပြီးရင်အဲ့ဒီဝမ်းနေစရာတောကတွေကိုအကြာကြီးမထားဘဲနဲ့ပြန်လဲပြီးတော့ကိုယ့်ဘဝကိုရက်တည်နိုင်အောင်ကိုယ်စိတ်ဓာတ်ကိုပြန်လဲပြီးတော့ပြုပြင်နိုင်အောင်ကြိုးစားပါလို့ဦးဇင်းကတော့အကြံပြုရစီဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ